အားလုံးပဲ welcome back ဒီနေ့ဆိုအားလုံးကိုရဲ့ Ultra Volcano ရဲ့ umami ရဲ့ခောက်ဆွဲကိုရောပြီးတော့ခောက်ဆွဲလေးပြုတ်စားပြပါမယ်ဆိုတော့အရင်ဆုံးခောက်ဆွဲလေးတွေပြုတ်မယ်ပြီးရင်သူ့မှာပါအနှစ်ထုတ်လေးကိုဖောက်ထည့်မယ်ပေါ့နော်နှမျိုးလုံးကတော့အရင်ဆက်တာဆိုတော့လေအဲ့တော့ဆက်ထိန်သွားအောင်လို့ဒီထဲကိုပါထည့်မယ်ဆိုတော့စက်သားရဲ့အယိုးနုပေါ့နော်ဒီရေမုံကြီးညွန့်ကြားထဲမှာရှိတဲ့ရိုးနုလေးတွေထည့်မယ်ပြီးတော့ဒါကတော့ taro ball လေးပေါ့နော် taro ball လေးထည့်မယ်ဝင်းရပဲနဲ့ကဲဒါလေးတွေကိုအရင်အစောအုပ်ထားပြီးဆိုရင်တော့အပေါ်ကနေပြီးတော့အရွက်ကလေးတွေတစ်ခါတည်းထည့်လိုက်မယ်ဆိုရင်shell ရတာရှိရခောက်ဆွဲပြုတ်လေးရပါပြီပပပခောက်ဆွဲပြုတ်လေးတူတူစားကြရအောင် Hello အားလုံးပဲ welcome back ဆုမတ်ပန်းကနေဆိုအားလုံးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရဲ့ဒီနေ့ဆိုအားလုံးဘာသာပြမှာလဲဆိုတော့ဝင်းရပဲခောက်ဆွဲပြုတ်ဖြစ်ပါတယ်ခောက်ဆွဲပြုတ်ကိုပပခောက်ဆွဲပြုတ်ကိုစုကဒီစက်သားတွေရဲ့ပေါ့နော်ဒီအထဲထဲဘယ်လိုပြောမလဲစက်သားရဲ့ရင်ပုံရိုးပေါ့နော်ရင်ပုံရိုးနုရယ်ပြီးတော့ရင်ထဲမှာtaro ball လေးတွေပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေနဲ့ပြုတ်ထားပါပြီးတော့စုဒီနေ့ city map မှာထူးထူးဆန်းဆန်းတွေ့လာတယ်ပေါ့နော် pickle ဒါကိုတွေ့တာ2ခါ3ခါတော့ရှိပြီဒါမှမဝယ်စားဖြစ်တာပေါ့နော်ဆိုတော့ဒီနေ့တော့ try ကြည့်မယ်ကွာဆိုပြီးဝယ်လာတာဒါကတော့သူကMobicon နဲ့အဲ့ဒါတစ်စိမ့်နာမည်ထင်တယ်နော် Mobicon pickle တဲ့ဒါကတော့မွန်လာဦးညီ pickle လေးပါသူအထက်ထဲမှာဒီလိုမျိုးငရုတ်ပွားလေးတွေလည်းပါတယ်ပြီးအောက်မှာလေးဒါစမုံစဘာရွက်ပေါ့နော်အဲ့လေးထည့်ထားတယ်ပြီးစမုံစဘာအစီလေးလည်းပါတယ်ဆိုအရသာဘယ်လိုဖြစ်မလဲဆိုရန် try ကြည့်ချင်နေပြီပေါ့နော်ပြီးတော့နောက်တစ်ခုကဒီ Mobicon ကပဲဒါလေးပါသူရှေ့ဆုံးမှာတွေ့တာတော့ဒီလိုမျိုး cucumber only ပေါ့နော်ဒီတခွားတီးသက်ဘူးလေးလည်းရှိတယ်ဒါပေမဲ့ဒီကောင်လေးကဆိုနောက်ဆုံးမှာဒီတပူးပဲတွေ့ရပေါ့နော်သူကဒီမှာပန်းကော်ပီပါတယ်ပြီးမုံလာဥအဖြူပါတယ်ပြီးတခွားတီးပါတယ်ပဲသီးပါတယ်မုံလာဥညီလည်းပါတယ်ဒီမှာစက်သွန်ဖြူလေးလည်းပါလားမသိဘူးโอเคဆိုတော့အထက်မှာလည်းအဲ့လိုပဲလို့အရွက်ကလေးတွေနဲ့လောက်ထားဆိုဒီ pickle လေးတွေကိုဆိုမ try ဘူးပေါ့နော်ဘာကာတွေဘာတွေထဲမှာပဲပါတဲ့ဟာကိုပဲစားကြည့်ဘူးလားဆိုတော့ကဒီနေ့ဒါလေးတွေလည်း try ကြည့်ပါမယ်ဆိုတော့အဲ့တော့မစားခင်မှာအရင်ဆုံး green ရှင်းပါမယ်ဒီနေ့စတောက်စရာအနေနဲ့ကတော့ဒီ soju လေးပေါ့နော်ဒီ okay မွေးနေရမယ် peach soju ပြီးရလေးကတော့ချက်ဆုံးလေးပေါ့နော်ဆိုတော့ဆိုဒီဟာကတော့ volcano လေးနဲ့ဘာလဲ umami ရဲ့ဒီခောက်ဆွဲပေါ့နော်အရင်နဲ့ဟိုဆိုရောပြီးတော့ volcano အတုပ်မစားချင်တာနှစ်ခုလုံးကိုရောလိုက်တယ်ပေါ့နော်အဲ့တော့ဘယ်လိုရတာထွက်မလဲမသိသေးဘူးအရင်ဆုံးဆို pickle လေးတွေကိုတော့အရင် try မယ်ပေါ့နော်အိုးသူအထဲမှာဒါမျိုးလေးထပ်ပိတ်ထားပေးသေးတယ်သူတို့လေဒီ pickle လေးတွေဆိုရင် Russia တွေအရန်စားရနော်အဲ့ဒါလေအရင် try ကြည့်ချင်နေတာအဲ့ video တွေတက်လာတဲ့ pickle video တွေနောက် pickle try လုပ်ကြတယ်တက်လာရင်အရန်စားကြည့်ချင်နေရတဲ့နဲ့လေးကမွေးနေရပဲထဲမှာဆိုအရေသူတို့အရေလေးတောက်ကြည့်ကြတယ်ဆိုတော့အရေတော့အရေလေး try ကြည့်မယ်နော် okay ဟောဘာစီလဲမသိဘူးမပါတော့ချောချင်းလေးစမလာဦးညီလေးဒါဒီနေ့ခောက်ဆွဲပြုံးနဲ့တွဲစားဖို့ပေါ့နော်စားပါကောင်းညာဒါလေးတစ်ခုမှ9000ကျော်ပဲရှိရောဟိုက်တော့ကဲနောက်တစ်ခု try ကြည့်မယ်အရေးလေးကြည့်မယ်နော်သူကအစုံပါတယ်တော့မှအပြည့်ပဲ
တော့ flavor ပို့ဆုံးနဲ့ရတာလေသူကဒီမှာငရုတ်တီကိုဒီလိုပန်းငရုတ်တီပွားလေးပါကဲတခွားတီးလေးပါစားပါအောင်ကောင်းနော်ဒါပဲဒီပဲဒီရမကြိုက်မမအောင်ရှိပါကောင်းပြီကဲဒီမမဦးအပေါ့တပ်လို့ခေါ်မမပန်းမုံလားอร่อยมากเห็นไหมဒီဘူးလေးကပိုကောင်းလားpickle လေးတွေ try ကြည့်ပြီးပြီဆိုတော့ဒီ pickle လေးတွေနဲ့စားကြည့်မှာကတော့ဒါလေးပဲဖြစ်ပါတယ်။အိုးမွေးရဆိုတော့အရန်ပူရင်မစားနိုင်ဘူး။ဒီနော်ဒါတော့ taro meat ball လေးပါ။ဟိုပိတ်ဦးနဲ့အသားလုံးလေးပေါ့နော်။ Okay ဒီနေ့ Okay စားပါအောင်။ပေါ့နေโอเคစားပါပူပူလောလောလေးအယိုးနုလေးကဲ taro ball လေးစားကြည့်ပါမယ်ပပခါစားပြုတ်လေးပဲစားမယ်ဆိုပြီးတော့ဝင်လိုက်တာ3000ကျော်ပါတကုံးစိတ်ကမ်းမှလောက်တာတဲ့တော့ပြောထားရပါတော့တန်ရှင်းနဲ့ဆုံးခင်းနဲ့ပဲနှိုက်ပါတယ်ကျမဒီစားပြီးသားတူရင်းနဲ့နှိုက်တော့တခြားမခံအောင်ထင်တာ
ဆိုတော့ဥမာမီကအရင်ဆက်တာရယ်ဗော်ကန်နိုအရင်ဆက်တာရယ်ပေါင်းလိုက်တော့မစားနိုင်တော့ပါဘူးအရင်ဆက်လုံးတော့ဆိုတော့ခဏနာအောင်မယ်ပြီးတော့မှပဲရုပ်ရှင်ကြည့်နေဆက်စားမယ်ပေါ့နော်ဆိုတော့ဆွဲဗီဒီယိုလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲဆိုတော့စုအနေနဲ့ပြောရရင် typical ဒီအစုံပါတဲ့ဟာလေးလည်းကောင်းတယ်ဒီမုံလောင်းကြီးလေးလည်းတော်တော်ကောင်းတယ်နော်ဆိုတော့ဒါမနေ့ပြန်ဆိုကုန်ပြီဒါလေးဒီနောက်ကမနေ့ပြန်ဆိုကုန်ပြီဒါလေး try ကြည့်ကြပါလို့ဆို recommend ပေးချင်ပါတယ်ဒါ no sponsor post ပါဆိုပါဆိုစားကြည့်ပြီးတော့ကောင်းလို့ပေါ့နော်ကဲလို့ဒါမကောင်းဆိုရင်ဆိုမကောင်းလို့ပြောမှာဆိုတော့ဒါလေးတော်တော်လေးကောင်းတယ်ချင်းဘက်လို့ရတာမဟုတ်ပဲနဲ့ pickle ရတာပါရမ်းမိုက်ပါတယ်ကဲဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲကြည့်ရှုပေးအတွက်အားလုံးကျေးဇူးတင်ပါတယ်အားလုံးလည်းချစ်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာဆိုပြန်တွေ့ပါမယ်ဒီနေ့တော့ဆွဲဗီဒီယိုလေးကိုဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်အားလုံးပဲတက်တာbye bye